ငတ်ဖို့အတွက်ကိုသွားပြီးတော့ဆိုရတာ sorry ဒါရေတော့ညောင်းပါ ဒါဒီနေ့ကဘိုးကိုရထားစီးပြီးတော့နေချင်းပြန်ပေါ့နော် ဟုတ်တယ် မဟုတ်သွားစားကြတော့ပေါ့နော်အဲ့နဲ့စိုက်တွဲခေါ်တာအဲ့စိုက်တွဲပေါ်မှာအဲ့၄ယောက်ကိုအလိုဖြစ်ညင်မရမကအလိုစီးကြတယ်ဟိုမြောက်တကောင်ကနေသွားတာဆိုတော့ဟိုတိုးကြောင်ကလေးကနီးတော့ကြတော့တိုးကြောင်ကလေးဘူတာကနေပြီးတော့သွားစီးကြတာပေါ့နော်ဘူတာကြီးကိုမသွားကြတော့ဒါရန်တွေ့နေတာအဝင်ခေါ်မယ်ဆိုပြီးမခေါ်ရဒီတိုးကြောင်လေးဘူတာမှာကအခုမြင်နေရတဲ့အဲ့လူတွေအကုန်လုံးကဒါအဲ့ဘကိုးကိုအဲ့လိုနေချင်းပြန်သွားစီးကြပဲလူတွေပေါ့နော် ကိုသွားမှဖြစ်ပါအဲ အစမကြီးတော်များတန်းအဖွဲ့လို့ဖြစ်မှာဆိုလို့ကြိုပြီးတတိပေးနေကြယထာကတန်ရှင်းတယ်ပေါ့လေယထာတန်ရှင်းတယ်နောက်ပြီးတော့မြန်သွားတယ်ပေါ့လေပဖို့သွားတနိုင်ရင်းနဲ့ချိန်မြမြန်ဆန်ဆန်နဲ့တော့ရောက်တာပေါ့နော်နေချင်းမြန်သွားမပင်ပန်းဘူးအဓိကတလောက်ပါပဲဒီမှာကတော့အလိုဘေးပတ်ဝန်းကျင်ချင်းကြည့်ပြီးစီးရတော့ကောင်းတာပေါ့လေဒါလက်မဖြတ်တော့ထိုင်ကုန်နေရတဲ့ကွဲပြောနေတယ်အရန်ပြောနေတာ စမိုင်းတော်များတန်းတယ်ခွဲ အခုမနက်9နာရီလောက်မှရောက်တာပေါ့နော်9နာရီ15လောက်မှရောက်တာရောက်တော့ကြတော့တို့တွေကအဲ့လိုတုတ်ကလေးဆိုရင်2စီးငါးမှာဆိုတော့အဲ့3ဘိန်းအကြီးကိုတနေ့ကောင်အပြည့်အဲ့ဒါတသိန်းနဲ့ငှားလိုက်တယ်တသိန်းဆိုရင်တသိန်းထပ်ပို့တော့ပေးလိုက်ပါတယ်အဲ့ဒါအရင်ဆုံးသွားစားတာအဲ့ဒါဖျားလန်းခေါ်ရေးဆိုတဲ့ဟာပေါ့နော်ဒါလေးကဒီမှာရောင်းတာဒီအဖွားကတော်တော်ကြာပြီလို့တော့ပြောတယ်သူရဲ့တက်တန်းကြာပြီပေါ့နော်မစိုးပါဘူးဒီဆိုင်လေးကလေစားလို့အဆင်ပြေရဲ့ကိုရီးယားကမနက်စောစောစီးအလိုကိုရီအလိုမစားတတ်လို့ဒါကိုရီးယားမစားခဲ့ဘူးပေါ့နော်မော်ဟင်းကပဲစားလိုက်တာသူကိုရီးလေးကဟိုငပီတောင်းဆိုလဲအဲ့လိုအဲ့မှာအဲ့အိုးလိုက်လေးချပေးတာသူ့ရဲ့ဘဲဥလဲစားလို့ကောင်းတယ်မစိုးဘူးပေါ့နော်ဆိုတော့ကိုရီးကြိုက်တဲ့လူတွေကတော့အဲ့မှာမနက်စောစောအရင်ဆုံးကိုရီးစားလိုက်တယ်ပေါ့နော်ပြီးတော့ဘကိုးဖျားကိုသွားဖူးရပေါ့နော်ရွှေမော်တော်ဖျားကိုသွားဖူးတယ်ရွှေမော်တော်ဖျားကိုကအဲ့ဒီတနေ့ကမိုးအုံနေတော့ကြတော့အဲ့လိုဖျားဖူးလိုက်ပါလေအဆင်ပြေပေါ့နော်ကောင်းတယ်ပေါ့နော်အဲ့ဒီတနေ့ကပတ်တဲ့အနေထားမိုးအုံနေတော့လေညလူမပင်မအောင်ပေါ့နော်ပြီးတော့ကြတော့ဒါကဒီဖះကတော့တစ်ခါမှတော့မရောက်ဘူးပေါ့နော်ဘကိုးရောက်လို့ရှင်ဒီဖះကတော့တစ်ခါမှမရောက်ဘူးမော်တော်ငယ်စီရီပေါ့နော်သူကကြတော့အဲ့ဒီဖះဘွားနေရကြတော့ဒီဘကိုးမျိုးတစ်ခုလုံးကိုမြင်ရတာပေါ့နော်မြင်ရတာဒါပေမဲ့အပင်တွေများနေတော့အရင်အဲ့လောက်ကြီးတော့အိမ်ကြီးအဲ့လိုရှိဘူးတိတ်တော့မြင်အောင်ဒီဖះတော့မရောက်ခဲ့ဘူးအဲ့ဒါဘာဖះလဲတော့မသိဘူးတရားနဲ့ပြီးတော့ဖះဘော်နေစင်တော့အဲ့မှာရောင်းနေစီးသေး30လောက်ပဲရှိတယ်ဒါပေမဲ့တန်ရှင်းတယ်ရေကောင်းတစ်ကောင်တော့မရှိဘူးအဲ့လည်းစားနေကြတာပြီးတော့ဟင်းသာကုန်းကဖះကိုတွားတယ်ပေါ့ဖះတွားတော့ဒီမှာပြရည်တို့ဝယ်တယ်အော်ရည်တောက်တယ်
တို့ရှာငါပြောတို့တွေကအဲ့လိုလက်လက်ဆက်ဆက်တွေပဲဒီဟင်းနာကုန်းမှာကဘကိုးနဂရိုင်းမေတော့ရဲ့ဒီနန်းနန်းရှိရပါတော့နန်းနန်းရှိတော့ကျတော့ဒီမှာကနားပွဲတွေခဏခဏတော့မြင်ရတယ်ဒါပေမဲ့ကိုတွေသွားတဲ့အချိန်ကအရန်စောနေတော့ကျတော့မစသေးဘူးပေါ့နော်မစသေးဘူးအဲ့မှာအဲ့ဟိုပါပေါ့နက်ကတော်တွေကလည်းမိတ်ကပ်တွေပါလိမ့်နေကြတော့ဒီဆိုင်းဆရာတွေပါဆိုလဲသူတို့တန်ရှင်းလုပ်နေကြတော့အဲ့မှာကိုရီဖွဲ့ရဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးကနာကတော့တအားကြည့်ချင်တယ်အဲ့လိုဝင်ကချင်တယ်မုတ်တိစားချင်တယ်အဲ့လိုမျိုးဆိုတော့ကြတော့အဲ့နှစ်ယောက်ကအကြကြနနထိုင်ပြီးတော့ထိုင်ဆောင်တယ်သူတို့မသိရင်သူတို့ပွဲလို့ဘာလို့လဲသူတို့ကအလှရှင်လို့ဘာလို့လဲထိုင်ဆောင်တာဟိုဘက်မှာဟိုမှာမိတ်ကပ်လိန်လုံးပါတော့ပြီးတော့အဲ့ဖျားနောက်ဘက်မုတ်ကဒီအဖွားရဲ့ဆိုင်မှာအတုတ်သွားဝယ်တာအဲ့ဒီမှာအဖွားမူကြလက်ဖက်တစ်ခုပဲရတယ်ပေါ့နော်မူကြလက်ဖက်တုတ်တစ်ခုပဲရတယ်ဆိုတော့အဲ့ဒါနဲ့ပဲအဲ့တပွဲပဲဝယ်လိုက်တာဒီဆိုင်ကတော့ဟိုပါပေါ့နော်မိသားစုတွေနဲ့သွားတော့ကဒါအဲ့တော့တီးခဲ့ရတာပေါ့နော်ဒီဆိုင်ရှိရဆိုတာတီးရအဲ့ဒါနဲ့ဟိုဖះဒီမုတ်ကနေဆင်းတဲ့ချိန်မှာတတိယဝါပြီးတော့အဲ့ဆိုင်လေးမှာအဲ့ဒါနဲ့အဲ့အဖွားရှိမှာသွားဝယ်တာအဲ့အဖွားရဲ့ဒီမူကြလက်ဖက်ကသူကရှင်းပြတယ်သူဘိုင်းမအောင်ပေါ့နော်တကယ်လေအရန်လဲစားလို့ကောင်းတယ်အရင်ဟွာတွေတော့ကတော့သွားတော့သူ့မှာအဲ့လိုအရွက်စုံလေအရွက်အဲ့လိုဒူးဒူးဆန်းဆန်းအဲ့လိုအရွက်တွေလည်းအစုံအဲ့လိုအတုပ်တွေပါလေရတယ်ဒါပေမဲ့အခုတော့အရွက်တွေဝယ်မရလို့ပြောတယ်သူ့ဆိုင်ကနေပြီးတော့အဲ့တပွဲဝယ်ပေါ့နော်တပွဲဝယ်တခြားလူတွေကမစားဘူးဆိုတော့ကိုကတပွဲပဲဝယ်လိုက်တာဒါပေမဲ့အဲ့ရဖွားလိုက်ရအောင်သူတို့ကြိုက်ပြီးတော့ကြတော့အကုန်ဝိုင်းအကုန်မလေးဟဲ့အကုန်အမှဝိုင်းလူစားကြတယ်ပေါ့လေကိုရှိရနေပြီးတော့အရန်ကောင်းတော့မယ်ရောက်ရင်တော့စားကြည့်ပါနော်ပြီးတော့ကြတော့ဒီတဘာဝအေးဆိုင်ဒီဆိုင်ကတော့အဓိကပေါ့နော်ဒီပပိုးလာတာဒီဆိုင်ကိုအဓိကစားဖို့ဆိုပြီးတော့လာကြတာဒီဆိုင်ကမနက်8 နာရီဖွင့်တယ်ဒါပေမဲ့နေ့လေ7လောက်ဆိုရင်သူ့မှာကုန်ပြီမရှိတော့အဲ့လိုမျိုးပေါ့နော်ကြိတ်တူကိုလေလူဝယ်ရဒါကိုကြီးနည်းနည်းစောစောသွားတယ်အဲ့ကိုကြီးစားပါညာကောင်းကြီးလုပ်တွေစားပြီးတော့အချိန်မှာဒီဆိုင်မှာအဲ့ပမိုးကြီးခဲတုတ်အဲ့ဒါလေသူ့ဆိုင်မှာရောင်းတဲ့မီနူအကုန်လုံးကအကုန်ကောင်းတယ်အတန်ရှင်းတယ်ပါဝင်တဲ့ပစ္စည်းအမယ်တွေကအရန်စုံတယ်အဲ့လိုမျိုးခေခဲတုပ်ဆိုမဲ့တခြားလူတွေဆိုဟိုရေခဲနဲ့ဟိုပါလေဟိုဂျယ်လီဟိုပါအဲ့ဒါတွေလောက်ပဲဒါပေမဲ့သူရှိမှာကအကုန်စုံတယ်ပေါင်မုံရေခဲတုံနောက်ပြီးတော့သူရှိကအဲ့ဒူးရင်းသီးကြိုက်တဲ့လူတွေဆိုရင်ဒူးရင်းမလိုင်းလို့ပါတော်တော်ကောင်းတယ်ဒူးရင်းသီးအနှစ်တွေသူအများကြီးပဲထည့်ပဲသူဆိုင်ရလေဆိုင်ရှင်ကလည်းသဘောကောင်းတယ်ဝန်ထမ်းတွေအကုန်လုံးကလည်းအဲ့လိုဖော်ဖော်ရွရွလေးတွေပေါ့နော်ဟိုစားရတာလည်းအရသာလည်းကောင်းတယ်ဆိုင်ရင်နေထားကလည်းတန်တန်ရှင်းရှင်းလေးစားဖစ်ကလည်းကောင်းတယ်ဒါပေမဲ့အဲ့တုန်းကတော့ကိုရီးယားသွားတုန်းကတော့ဟိုဟာထိုင်မစားခဲ့အောင်ဆိုတာသူ့ဆိုင်မှာတခြားသူ့လူမျိုးကိစ္စလေးရှိတော့သူအဲ့ဒီဆိုင်မခင်ပါဆယ်ပဲရောင်းတာဒါပေမဲ့ကိုရီးယားဖွဲ့ကတစ်ခုမှတစ်ခုစားနေမနေနိုင်တော့အဲ့ဘေးနားမှာမတက်ရက်ပြီးတော့အဲ့ခုံပေါ်မှာမတက်ရက်ပြီးတော့စားကြတာပေါ့နော်အဲ့လိုဆိုဖော်ဖော်ရွရွနဲ့ဝန်ထမ်းတွေရောပိုင်ရှင်ရောတော်တော်သဘောကောင်းတယ်သဘောကောင်းတဲ့လောက်လဲသူ့ရဲ့ရောင်းတဲ့ပစ္စည်းတွေအကုန်လုံးကလည်းတန်တန်ရှင်းရှင်းနဲ့အရသာအကုန်ကောင်းတယ်အဲ့ဒါဆိုဒူးရင်သီးပေါ့နော်ဒူးရင်သီးဆိုအမှကြည့်လိုက်ဒူးရင်ဖာလူတာဒီဥစ္စာဒါဒူးရင်ဖာလူတာပြီးသူရှိမှဒူးရင်မလိုက်တာတော်တော်ကောင်းတယ်လူဆန်ကလေဒါကဒိုမီနိုတီးစုံပေါ့နော်အဲ့ဒိုမီနိုလည်းကောင်းတယ်အမကိုရီးယားတော့အကုန်လုံးတစ်ခွက်စီအဲ့လိုတွေမှာတောက်ပြီးတော့အဲ့မှာလေဟိုဟာပျော်ပြီးတော့လေဟိုဟာရတာလည်းကောင်းဆိုင်အနေထားလေးကလည်းအဆင်ပြေတော့အဲ့နဲ့အကုန်လုံးတစ်ခုပြီးတစ်ခုတော့အဲ့လိုမျိုးတွေမှာတော့တောက်နေကြပါတော့အခုအခွေးကမှာလိုက်တောက်လိုက်ကုံလိုက်ပြီးတော့ပါဆယ်အတွက်မှာလိုက်ကြတယ်အဲ့လိုမျိုးတွေအဲ့နာမှာကိုရီးဖွင့်နေပဲပူရှုပ်တာသူတို့ဒါကဟိုအုံးဒီဒိန်ကျန်အဲ့ပြီးတော့အခုဒီမှာပေါင်းမိုးရေခဲတုပ်ကိုအဲ့ဒါလူစားနေကြတာလားရန်ကောင်းလို့အဲ့ဒါတန်အန်တော်တွေနဲ့ပျော်နေတာ
အဲ့ထဲမှာသူ့ဘက်ထဲမှာလည်းပေသီးတို့ဘာလို့အများကြီးပဲအကုန်ဆုံးပါတယ်အမေကလည်းတော်တော်ဆုံးတယ်အရသာလည်းတော်တော်ကောင်းတယ်အဲ့ဒါနဲ့အဲ့မှာပါဆယ်လေးဝယ်ကြတယ်အဲ့နေ့ကပါဆယ်လေးဝယ်ကြတယ်အဲ့မှာလည်းတစ်ခုပြီးတစ်ခုမှာစားကြတယ်ပေါ့နော်စင်တဝဲကောထဲမှာလဲမင်းတဝဲမှာငါတဝဲကျလိုက်တာလေးစားလိုက်ရတော့စားတော့ယူတိုက်လာဒါကဒူရင်ဖာလူတာသူတို့တောက်တယ်တော့ဒူရင်ဒီမကြိုက်တော့ကြတော့ဒီမဲ့လိုက်ရဒူရင်မလိုက်ဒါတော်ကောင်းတယ်လို့ပြောတယ်ဒါပေမဲ့ကြည့်ုံနဲ့လည်းဒါကောင်းမယ်ဆိုတာသိတာပါဒါအုံးသီးဒိန်ကျင်မှာဆိုလဲအဲ့ဒါလည်းတော်တော်တောက်လို့ကောင်းတယ်အောင်ဒိန်ကျင်ဘက်တွေအဲ့လိုမျိုးအေးအဲ့ဒါပြီးတော့ကြတော့အလိုတွေစားတောက်ပြီးတော့ကြတော့ဒီနေ့တနေ့ကုန်ပတ်စားမှာဆိုတော့အဲ့ဒါနဲ့မဟာပြေးစေးဝင်မဟာပြေးစေးဝင်တယ်ရီရအဲ့ဆိုင်အမကြီးလေသူလည်းအမဟာပြေးစေးတပူးဝယ်ပြီးတော့အဲ့ဒါဆက်စားဖို့အတွက်ပြန်ထွက်ကြရပါတော့ဒါကရွှေတော်လောင်းဖျားအဲ့ငချင်းဆိုင်မှာငချင်းဝင်နဲ့ငချင်းတုတ်သွားစားကြတာအဲ့အတွက်လဲဝင်နေအမတို့ကငချင်းတုတ်ကျွေးတော့အမငချင်းတုတ်တွေစားကြတယ်ပေါ့နော်ဒီနေ့စားတဲ့အစားတောက်တွေအကုန်လုံးကတက်မဲ့အစားစားနဲ့လို့အချင်းတွေလည်းများတယ်စုံတာအစားကိုဆိုတော့ဘယ်သူမှဘာမှမဖြစ်လို့တော့သေးအဲ့နဲ့တခါစားပြီးတခါအဲ့လိုမဟာဖြည့်စည်းတောက်ကြတယ်အဲ့လိုမျိုးထပ်မစားနိုင်မှဆိုလို့ဆိုပြီးတော့အကုန်လုံးလေဒီအကြီးရအောင်သူရှိရတာပဇွန်အကောင်ချင်းပေါ့နော်ဒီပဇွန်အကောင်ချင်းကတော့အဲ့လိုကြော်စားတာကိုကြိုက်တော့အဲ့ဒါနဲ့ပဇွန်အကောင်ချင်းဝယ်နောက်ပြီးတော့အဲ့လိုငါးလေးအကောင်ချင်းအဲ့လိုဟာကိုလည်းကြိုက်တယ်အဲ့ဟာကိုကိုကြိုက်တယ်ဟိုဟာထက်ဒီလိုဟာတွေပိုကြိုက်တော့အဲ့ဒါနဲ့ဝယ်တယ်အဲ့လိုကြော်စားဖို့ပေါ့နော်ဝယ်လိုက်တယ်သူဒီဟာတွေကသူကအဲ့ဒါအမီးကျွေးဖို့အတွက်သူတို့တခါတည်းအဲ့ဒါနေဖို့အစင်းသင်းလောက်ထားတဲ့ဟာတွေပေါ့နော်သူတို့ကအဲ့လိုမနှမျောပါဘူးသူတို့တွေကအဲ့လိုကျွေးကိုရီးယားလည်းစားတယ်ပြီးတော့အမမုတ်ဘူးတွေပါယူပြီးတော့အဲ့မစင်းဆယ်လို့ခေါ်တယ်ဟုတ်တယ်အဲ့ဒီမစင်းဆယ်ကိုသွားပြီးတော့နည်းနည်းဟိုကြည့်ပေါ့လေမုတ်လေးစားပြီးတော့စကားလေးပါလေးပြောပြီးတော့အဲ့မှာခဏထိုင်ကြတယ်ပေါ့လေပြီးတော့ကျတော့ဒီကကြိုက်ပုံဖျားကိုပေါ့နော်ဖျားကိုဆက်သွားကြရပေါ့လေအဲ့မှာဖျားဖူးခဏပြောထိုင်စကားပြောကြတော့ဖျားတော့တက်ပဲတော့လမ်းသွားရင်တော့မြင်နေရပြီးတော့ဒီပွဲတော်ဆိုတဲ့ဆိုင်မှာဖျားပြန်လာတော့လမ်းမှာတွေ့တာနဲ့ဝင်စားလိုက်ကြတယ်ပေါ့နော်ဟိုကဘိုင်လဲစားနဲ့ထမင်းဆိုင်လည်းအရင်ပတ်ရှာမနေကြတော့ဆိုတော့သွားတဲ့အချိန်ကလည်းနောက်ကျနေတော့ကြတော့ဟိုကခင်းကတော့တိတ်မစုံတော့ဘူးเนาะဒါပေမဲ့လည်းဟိုအဆင်ပြေမဲ့ဟင်းမဲ့လိုပဲမှာစားလိုက်ကြရပါတော့တရားတစ်မျိုးစီအဲ့လိုစားပြီးတောက်ပြီးတော့ကြတော့မဟာဖြည့်စီစားကြရပါပြီအဲ့လို
ထားလည်းမဖြစ်တာဘကိုးသွားမယ်ဆိုရင် စိတ်မပြော ငါပြောအောင် ပြောပြန်ပြောထားတယ်မကျော်ပါနဲ့ပြောပြောရင်တော့ အဲ့ဒါမပြန်တော့ရုံးတက်တယ်မပြောနေတော့ဟုတ်လားကဲဒီမှာခဏထားအောင်ပဲအစားစားတော့အိပ်ပြလာလား ညနေကအတော်လိုက်တဲ့ဆိုရင်ဒီပုံစံမှာလို့ ညနေ လဘာဝမှာစားခဲ့တယ်စားရဲဟောင်းတယ်ခဏလေးနားထောင်ပြပါလားပြောရင်နားထောင်လိုက်ခိုင်းနားထောင် စားတာလေ အမစားခြင်းလို့မောင်လေးပဲနားထောင်လိုက်တော့ ဒီလေကသူ့လက်ဖုံးကြည့်အောင်မလို့ဒီလက်မလို့ဒီလက် ဟုတ်တော့ ဘာပဲခဲခဲသူက သူကဘာတို့လဲ ကောင်းလိုက်တာကောင်းလိုက်တာ လက်တော့တာပဲ နည်းနည်းလေးနည်းနည်းလေးဝင်းနေရတာနည်းနည်းလေး အဲ့တက်ပြီးမသိကြတာ နေရတယ်တူလား ဟမ်တက်ပြီးမသိကြတာ ငါတို့နတ်ဆောင် ရော့မတဲ့ရော့မတဲ့ ချလိုက်ရလား သမလေးကကြွားတယ် အဲ့လိုနှစ်ဘူးသားလောက်ရောင်းရနော် အဲ့လေအတူတာထိုင်ချင်းသွားတော့ဘာလို့ကိုမမချင်းနေရကကြာနေချင်းချင်းလိုက်ချင်းလိုက်အဲ့ဒါပြောစားပါလားငါရိုက်ပဲပြောပါနဲ့ အဲ့ဒါပြီးတော့မြေဦးတံပေါက်သွားစားကြရပါတော့မြေဦးတံပေါက်သွားစားတော့ဆိုင်ကနည်းနည်းတော့ရှာလိုက်ရတယ်ဆိုင်ကနည်းနည်းဟောပါတော့စောင့်အောင်မယ်ဆိုလို့အဲ့ဒါနဲ့ထိုင်ဆောင်နေကြတာဆိုင်ကဟိုလိုအရန်ကြီးတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးလူကလည်းသူထိုင်ပြီးတော့ AC တော့အဲ့လိုစားလို့ရရပါတော့ဒီမှာမြေဦးတံပေါက်ရပါပြီအဲ့တော့လည်းတံပေါက်မကြိုက်တဲ့အချိန်မှလည်းပါတော့ကြတော့တိတ်မကြိုက်ဘူးပေါ့နော်တမပေါ့လေပြီးတော့ကြတော့ပါဆက်စားလဲဆိုတော့အဲဒီဝက်ဆလက်ချက်ဆလက်တွေထပ်စားပါတယ်ပြီးတော့အုံးသီးရေခဲမုတ်ထပ်စားတယ်တော်တော်လည်းကောင်းတယ်အရေခဲမုတ်ပါလေနောက်ဆုံးပိတ်ကြတော့ပြန်ကန်ဒီကိုယထာဆောင်ရင်းနဲ့ဘူဒါနာဆိုင်လေးဘူဒါနာဆိုင်မှုဆိုပေမဲ့တော်တော်တန့်တယ်ပဲကြောင့်မဟင်းကားဟင်းနဲ့သူတို့ကတော့လက်ဖက်ထမင်းစားတယ်ပြီးတော့ကြတော့ရန်ကုန်ကိုပြန်ခဲ့ပါပြီဒီနေ့ကအခုမှဒါယထာစီပြီးတော့နေချင်းပြန်ပေါ့နော်ယထာစီပြီးတော့မုတ်သွားစားခဲ့တာဖြစ်ပါတယ်